မင်္ဂလာပါဒီချက်တော့ဒီချက်တော်ဝီတူအန်ဖြစ်ပါတယ်ဒီဘူလိုထဲမှာဆိုလို့ရှိရင်ဒီချက်ဒီနေ့သင်ကြားဖြစ်တဲ့ Eraser Physics Uniform မှာရှိတဲ့ Energy ခန်းအကြောင်းကို share လုပ်ပေးသွားမှာဖြစ်ပါတယ် Eraser Physics ဆိုပေမဲ့ CI ကျောင်းသားကျောင်းသူများအတွက်ပါသုံးဝင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုနားထောင်ခြင်းအပြင် Energy နဲ့ပတ်သက်တဲ့ knowledge တွေကိုရရှိမှာဖြစ်ပြီးတော့ Energy နဲ့ပတ်သက်တဲ့ concept problem တော်တော်များများကိုလည်းဖြေရှင်းနိုင်မှာဖြစ်ပါတယ်အဲဆိုရင်ဒီချက်တို့ဒီနေ့သင်ခန်းစာလေးကိုစတင်လိုက်ရအောင် Energy ဆိုတာဘာလဲ Energy is the ability to do what အလုပ်လုပ်နိုင်တဲ့စွမ်းအင်ကိုဒီချက်တို့energy လို့ခေါ်တာဖြစ်ပါတယ်။ဒါကြောင့် energy နဲ့ပတ်သက်ရင်ပထမအဆုံးမှတ်သားထားရမှာကစွမ်းအင်ဆိုတာဖန်တီးလို့လည်းမရဘူးဖြည့်ဆည်းလို့လည်းမရဘူး။ဒါပေမဲ့ဒီချက်တို့ကစွမ်းအင်တွေကို store လုပ်ထားလို့ရတယ်။ဒီ store လုပ်ထားတဲ့ energy တွေကိုတနေရာကနေတနေရာကို transfer လုပ်ပေးလို့ရတာဖြစ်ပါတယ်။ဟုတ်ပါပြီ energy တွေကို store လုပ်ထားရလို့ပြောတယ်။ energy တွေကို store လုပ်ထားရင်ဒီဘယ်နှနည်းရှိလဲဆိုရင် energy တွေကို store လုပ်ထားရင်ဒီကတော့ဒီချက်တို့ရှင်းနေရှိပါတယ်။အဲဆိုရင်ဒီချက်တို့လေ့လာကြည့်လိုက်အောင်။ပထမဆုံး number 1ကတော့ kinetic energy ဖြစ်ပါတယ်။ရွေ့ရှားနေတဲ့အရာဝတ္ထုတိုင်းမှာဆိုရင်kinetic energy ရှိပါတယ် Ke equal to 1/2 mv square ဖြစ်တဲ့အတွက် mass တန်ဖိုးတစ်ခုရှိတဲ့ object ကိုအဲ့ mass တန်ဖိုးကဘယ်လောက်ပဲသေးသေးဘယ်လောက်ပဲကြီးကြီး mass တန်ဖိုးတစ်ခုရှိတဲ့ object တစ်ခုဟာ velocity တစ်ခုနဲ့ရွေ့ရှားနေမယ်ဆိုလို့ရှိရင်ဒီ object တွေမှာ kinetic energy အရွေ့စွမ်းအင်ရှိမှာဖြစ်ပါတယ် number 2ကတော့ thermal energy အပူစွမ်းအင်ဖြစ်ပါတယ်အပူဆိုတာကစွမ်းအင်ရဲ့အခြေခံအရင်းမြစ်ဖြစ်ပါတယ်ဒီကျတော့ပိုပူလာလေပို့ပြီးတော့ store လုပ်ထားတဲ့ energy တွေပို့ပြီးတော့များလေဖြစ်ပါတယ်စောင်းတွင်းမှာဆိုလို့ရှိရင်မြစ်တွေပင်လယ်တွေရဲ့ဘေးမှာဆိုလို့ရှိရင်ပုံမှန် temperature ဓာတ်ပို့ပြီးတော့နှွေးတယ်ကိုခံစားရမှာဖြစ်ပါတယ်ဒီလိုနှွေးတာဆိုရင်ရေထဲမှာအပူတွေတာမဲ့ energy တွေကို store လုပ်ထားလို့ဖြစ်ပါတယ် number 3ကတော့ chemical energy ပါ chemical energy တွေကိုဒီကျတော့အဓိကရတာ food တွေ fuel တွေနဲ့ battery တွေကနေပြီးတော့အဓိကဒီကျတော့ရရှိပါတယ်ဒီကျတော့နေ့စဉ်လှုပ်ရှားသွားလာဖို့အတွက်လိုအပ်တဲ့ energy တွေကိုအစားအသောက်တွေကနေရရှိပါတယ်ဒီချက်တို့ food မှာဆိုလို့ရှိရင်လိုအပ်တဲ့ chemical energy တွေကို store လုပ်ထားပြီးတော့ဒီချက်တို့နေ့စဉ်လှုပ်ရှားသွားလာဖို့အတွက်လိုအပ်တဲ့ energy တွေကို provide လုပ်ပေးပါတယ်နောက်တစ်ခုကတော့ fuel တွေပါ fuel တွေလောင်ကျွမ်းခြင်းအပြင်စက်ကရိယာတွေလည်ပတ်နိုင်တယ်ဒါကြောင့် fuel တွေမှာဆိုလို့ရှိရင်လည်း chemical energy တွေကို store လုပ်ထားပါတယ်နောက် battery တွေမှာဆိုလို့ရှိရင်ဖုန်းတွေ laptop တွေ tablet တွေဒါတွေကိုအသုံးပြုနိုင်မှုအတွက်လည်း battery တွေမှာဆိုရင် chemical energy တွေကို store လုပ်ပေးထားပါတယ် number 4ကတော့ gravitational potential energy ပါအတိစွမ်းအင်ဖြစ်ပါတယ်ကမ္ဘာမြေပြင်မျက်နှာပြင်တနေရာမှာထိရ H တန်ဖိုးတစ်ခုရှိရ object တစ်ခုမှာဆိုရင်သူ့မှာ GPE တန်ဖိုးရှိပါတယ် GPE equal to mgh ဖြစ်တဲ့အတွက် mass တန်ဖိုးရှိရ object တစ်ခုဟာအမြင့်နေရ H တန်ဖိုးတိုးလာနေများသူ့ရဲ့ GPE တန်ဖိုးတွေပို့ပြီးတော့မြင့်လာမှာဖြစ်ပါတယ် GPE တန်ဖိုးမှာ H တန်ဖိုးယူတဲ့အခါမှာဆိုရင်နည်းနည်းသတိထားစေချင်ပါတယ် GPE တန်ဖိုးမှာရှိတဲ့ H တန်ဖိုးယူတဲ့အခါမှာ reference နဲ့စပြီးတော့သူ့ရဲ့အမြင့်တန်ဖိုးတွေကပြောင်းလဲနေမှာဖြစ်ပါတယ်ဒီ reference နဲ့ပတ်သက်ပြီးတော့ H တန်ဖိုးယူတဲ့အသေးစိတ်ကိုဒီချက်နောက်ဗီဒီယိုလေးတွေမှာဆက်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ် number 5ကတော့ electric potential energy ဖြစ်ပါတယ် electric limit ရှိတဲ့ property ရှိတဲ့အရာဝတ္ထုပစ္စည်းတွေမှာဆိုလို့ရှိရင် electric potential energy ရှိပါတယ်ဥပမာ spring တို့ rubber band တို့ပါဒီမှာဆိုလို့ရှိရင်ဒီ spring တစ်ခုကိုဆွဲဆန့်ထားတဲ့အမြင့်ဆုံးဆွဲဆန့်နိုင်တဲ့အခြေအနေမှာဆိုလို့ရှိရင်သူ့မှာရှိတဲ့ electric potential energy ကအများဆုံးဖြစ်ပါတယ်နောက်တစ်ခုကတော့ electrostatic energy ဖြစ်ပါတယ်တချို့ electric ချက်တွေမှာဆိုလို့ရှိရင် positive ချက်နဲ့ negative ချက်ဆိုပြီးတော့ချက်နှစ်ခုရှိတယ်ဒီခါမှာဆိုလို့ရှိရင် light ချက်တွေက repel လုပ်ပြီးတော့ unlight ချက်တွေက attract လုပ်တာဆိုလို့ရှိရင် electrostatic energy ရဲ့အခြေခံအချက်တွေပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ magnetic ပါ magnetic တွေမှာလည်း electrostatic လိုပဲ light pole တွေက repel လုပ်ပြီးတော့ unlight pole တွေက attract လုပ်တာဆိုလို့ရှိရင် magnetic energy တွေရဲ့အခြေခံသဘောတရားဖြစ်ပါတယ်ဒီ magnetic တွေကိုလည်းunit တစ်ခုအနေနဲ့အသေးစိတ်သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခု number 8ကတော့ nuclear energy ပါnuclear energy မှာကတော့ mass တန်ဖိုး mass တန်မှာမြင့်တဲ့အတန်တွေ mass တန်မှာမြင့်တဲ့အတန်တွေကဆိုလို့ရှိရင် heavier ဖြစ်နေတဲ့အတန်တွေကဆိုရင်နောက်ထပ် lighter ဖြစ်နေတဲ့အတန်တွေကို decay ဖြစ်တဲ့အခါမှာဆိုလို့ရှိရင်နောက်ထပ် energy ကိုစွမ်းအင်တွေကိုထုတ်လွှတ်တာဖြစ်ပါတယ်ဒါကတော့ energy ကို store လုပ်ထားတဲ့နည်းရှင်နည်းဖြစ်ပါတယ်နောက်ထပ်လေးလာတော့မှာတော့ energy ကို store လုပ်ထားပြီးတဲ့အခါမှာ energy ကို transfer လုပ်တဲ့အခါမှာဆိုလို့ရှိရင် teacher တို့က transfer လုပ်တဲ့နည်း၄နည်းနဲ့ပဲ energy ကို transfer လုပ်ပါတယ်ဒါတွေကတော့ number 1က mechanically number 2ကတော့ electrically number 3ကတော့ heating နဲ့ number 4ကတော့ radiation တို့ဖြစ်ပါတယ် mechanically ဆိုတာက
ကျတော့ဆက်စွမ်းအင်ကိုအသုံးပြုပြီးတော့ energy ကို transfer လုပ်တာဖြစ်ပါတယ်နံပါတ်2ကတော့ electrically ပါလက်စစ်စွမ်းအင်ကိုအသုံးပြုပြီးတော့ teacher တို့ energy ကို transfer လုပ်တာဖြစ်ပါတယ်နံပါတ်3ကတော့အပူကိုအသုံးပြုပြီးတော့ energy ကို transfer လုပ်တာဖြစ်ပါတယ်နံပါတ်4က radiation ကြီးပါကျောင်းသားများဆိုမေးတာကလည်း radiation ကြီးကိုမေးကြပါတယ်teacher တို့နေကနေပြီးတော့အပူနဲ့အလင်းကဘာကိုရောက်ရှိရဲဒီလိုရောက်ရှိတဲ့အခါမှာဆိုလို့ရှိရင်နေကနေထွက်လာတဲ့ electromagnetic radiation တွေဆိုလို့ရှိရင် vacuum ကိုဖြတ်ပြီးတော့ teacher တို့ရဲ့ကဘာပေါ်ကိုရောက်ရှိတာဖြစ်ပါတယ်ဒီလိုမျိုး vacuum ကိုဖြတ်ပြီးတော့ electromagnetic wave တွေရောက်ရှိတာဆိုလို့ရှိရင် radiation ကြီးနဲ့energy တွေ transfer လုပ်တာဖြစ်ပါတယ်နောက်တစ်ခုကကြတော့မီးပုံနားမှာ teacher တို့မီးပုံနဲ့မထိပဲနဲ့ခက်ဝေးဝေးမှနေပေမဲ့အပူကိုခံစားရတာဆိုလို့ရှိရင်မီးပုံကနေထွက်တဲ့ infrared radiation တွေဆိုလို့ရှိရင် teacher တို့ရှိကို radiation ကြီးနဲ့ energy တွေကို transfer လုပ်တာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဒီ unit နဲ့သက်ဆိုင်တဲ့အသေးစိတ်တွေကို teacher ဆက်လက်ပြီးတော့သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်